မိခွာမြေစကိုင်းတိုင်းဒေသကြီးမြင်းမှုမြို့နယ်ပေကူရွာအညာနာတီနှဖျားမိပါတို့မှာခမီးတို့ကြုံဝင်းမေတို့တို့တီတွေတို့ပါတာရရနာသမီးရရနာပေါင်း6ယောက်မြည်သွေးတွေကဒုတိယမြောက်သားလာမှာနေနမေမောင်တူတူနိုင်ရှင်မလလာဖြစ်ကုန်ယူစရာဒီလသမာရီမြစ်ပြင်းများပရိယတိတိကျထူးကြလားကဲဆွေကြောင့်ဆရာတော်ဗတ္တန္တကဝိနာစာရရဲ့မြတ်တာကြီးသူရိပ်မှာရှင်သာမဏေဖြစ်ခဲ့သည်ရှင်မန္တလာသည်ခန္ဓာသိမ့်တော်ဝါစုကြောင့်တိတ်တွင်မှာပါဠိသိပ္ပံဆရာတော်ဖျားဗတ္တန္တဆန္ဒတီဥပဇေပြု၍သာသာသနာဝန်ထမ်းကညစ်သူရမဝအောင်မြင်သောတန်လန်းကြီးပြီစနေမိခွာ